မနဲ့နိုးလာတယ်ဘာလို့နိုးလာပါလဲလင်းအောင်ရီဘာလို့လင်းနေရပါလဲမထားလို့မရဘူးလားဘာလို့ထားရမှာပါလဲကော်ဖီတောက်ချင်လိုက်ရတာဘာလို့တောက်ချင်တာပါလဲဆလေးတောက်ချင်နေဆလေးတောက်ချင်တယ်ဆလေးတောက်ချင်တယ်ဆလေးတောက်ချင်တယ်လုံနေရတယ်ဘာလို့လုံနေရပါလဲဘာလို့လဲနေတိုင်းလုံနေရတယ်ဂျုံနေရတယ်ဘာလို့လဲလို့စတိုင်းမိလိုက်နောက်ဆုံးမှဘာအဖြစ်မှမရှိဘူးဘာလို့လဲ